သမရာကြီးဟာနေတိုင်းနီးပါးချစ်သူအစ်စ်လဲနေတတ်ပြီးလမ်းခွဲတိုင်းမှာလည်းလမ်းခွဲကြီးအများပြားပေးတတ်တာကိုကောင်မလေးကအံ့ဩတုန်လှုပ်စွာတည်သွားခဲ့တဲ့ဆေးရုံမှာအသေးအတန်ဖြစ်နေတဲ့ညီမလေးအတွက်ငွေရည်တကြီးလိုနေတဲ့သူမဟာစိတ်ကူးတစ်ခုရသွားခဲ့ပါတယ်။အချိန်ချင်းတိုက်ဆိုင်တယ်လို့ဖန်တီးပြီးနောက်မှာတော့သမရာကြီးရဲ့အာယုံဆိုင်မှုကိုရခဲ့ပြီးသူ့ရဲ့ချစ်သူအစ်စ်ဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့သူမမထင်မှတ်ထားတာကသမရာကြီးဟာဒီတစ်ခါမှတော့လမ်းခွဲဖို့လုံးဝစကားမဆခဲ့ပဲ၃နှစ်တောင်တွဲဖြစ်သွားခဲ့တာပါ။တနေ့မှာတော့ညီမလေးအတွက်ခွဲစိတ်ပေးမဲ့ပါရာဂူကိုရှာတွေ့ပြီးဖြစ်ကြောင်းနဲ့ခွဲစိတ်ခ3တန်းလိုအပ်တယ်လို့ဆရာဝန်ကပြောလာပါတယ်။လမ်းခွဲကြီးကလည်းရမယ့်အရေးအယောင်မရှိသေးတာကြောင့်ကောင်မလေးဟာမစောင့်နိုင်တော့ပဲသူမဟာတကားကိုဝုန်းကားနဲ့ဖွင့်ဝင်သွားပြီးသူ့ရဲ့ laptop ကိုပိတ်ချလိုက်ပါတယ်။ဒီလောက်ညမိုးချုပ်နေတာကိုအစည်းအဝေးလုပ်နေတော့လားကျမရေးအတွက်မကောင်းဘူးဆိုတာမသိဘူးလားလို့အော်ဟစ်လိုက်တော့အခြေအနေမဟန်တာနဲ့ရှယ်ရရှင်တွေလည်းအမြန်ပဲထွက်သွားကြပါတယ်။ကောင်မလေးကအရှုံးမပေးပဲသမရာကြီးရဲ့ပေါင်ပေါ်တက်ထိုင်လိုက်ပြီးသူမကိုယ်တိုင်ချက်ထားတဲ့တူးနေတဲ့စံပြုတ်တစ်ခွက်ကိုတိုက်ပါတယ်ဒါပေမဲ့သမရာကြီးကတခုံးမှမငြင်းညူပဲအကုန်တောက်လိုက်တဲ့အပြင်သူမကိုအိမ်ပြန်လာဖို့နူးနူးညံ့ညံ့ချောမောနေပါသေးတယ်သူစီကစိတ်မရှိတဲ့ပုံစံလုံးဝမတွေ့ရတော့ကောင်မလေးကသူ့ရဲ့နက်ကတိုင်ကိုဆွဲပြီးဒီညအလုံးမလုပ်ရဘူးအိမ်လိုက်ခဲ့ပြီးကျမကိုအဖော်လုပ်ပေးရမယ်လို့အတင်းပြောပါတယ်နေ့မှာပဲသူကလက်ထောက်ကိုခေါ်ပြီး90တန်းတန်ချက်လက်မှတ်တစ်ဆောင်ကို3ရက်အတွင်းကောင်မလေးစီပေးဖို့နဲ့ဒီဆက်ဆံရေးကိုအဆုံးသတ်ဖို့မှာကြားလိုက်ပါတယ်သမရာကြီးကိုသူ့အဖေကအိမ်ဟောင်းကိုခေါ်ထားတယ်လို့အိမ်ပေါ်ကလာပြောပါတယ်ကောင်မလေးကစိတ်ကူးပေါက်သွားပြီးဝစ်စုံနီရဲကိုဝစ်ချွေဝဲငွေဝဲပုံစံမျိုးပြင်ဆင်ပြီးဒီထမင်းဝိုင်းကိုဖြတ်စီးဖို့နဲ့လမ်းခွဲစကားအပြောခံရအောင်လုပ်ဖို့သွားပါတော့တယ်တကယ်တော့သမရာကြီးအိမ်ထဲဝင်သွားတာနဲ့သူ့အဖေကအိမ်တော်မပြုတ်ဘူးဆိုတဲ့အကြောင်းပြချက်နဲ့ပိုင်ဆိုင်မှုအားလုံးကိုဖခင်တူအမေကွဲညီဖြစ်သူကိုပေးဖို့ဖိအားပေးနေတာပါမွေးနေ့ပွဲမှာညီဖြစ်သူအတွက်လမ်းခင်းပေးဖို့ပြောတာကိုသမရာကြီးကကျွန်တော်မှညီမရှိဘူးလို့ပြက်ပြက်တသားညင်းလိုက်ပါတယ်အဖေဖြစ်သူကဒေါသထွက်ပြီးခွက်နဲ့ပေါက်ကဒီအိမ်ကမင်းအိမ်မဟုတ်ဘူးထွက်သွားလို့နှင်လွတ်နေချိန်မှာပဲအနီးရဲဝတ်ထားတဲ့ကောင်မလေးဝင်လာပြီးကျမသူ့ကိုအိမ်ပြန်ခေါ်ဖို့လာတာပါလို့ချိုချိုတာတာပြောလိုက်ပါတဲ့တမိသားစုလုံးကြောင်သွားပြီးသူမကဘသူလဲလို့မေးကြပါတယ်ဦးလေးကကျိုးဦးလေးမလားကျမကဝန်နံရဲ့စစ်ဆက်ထားတဲ့ဇနီးလောင်းမလို့မိတ်ဆက်လိုက်ပါတယ်မင်းအိမ်တော်မပြုတ်ဘူးဆိုတာဒါလားလို့အဖေကမေးတော့ကောင်းမလေးကကျမတို့လက်ထပ်ပြီးရင်ဒီမှာလာမနေဘူးမလားရှင်ကျမကိုဂတိပေးထားတယ်လေဟောင်ကောင်မှာပင်လယ်မြင်ကွင်းပါတယ်တိုက်ခန်းကျဲကြီးဝယ်ပေးမယ်ဆိုတာလို့ပြောလိုက်ပါတယ်သမရာကြီးရဲ့မိသားစုကိုပိုစိတ်ပြတ်သွားအောင်သူမကဆက်ပြီးဘသူကမိသားစုဝင်ဖြစ်ချင်နေလို့လဲဒီဟင်းတွေကဝန်နံမစားနိုင်တာကြားလာပြီးသူကအစာရင်ယောဂရှိတာစီဦးထမင်းဦးတွေစားလို့မရဘူးဆိုတာမသိကြဘူးလားလို့ပြောရင်ထမင်းစားပွဲကိုမှောက်ချလိုက်ပြီးသမရာကြီးကိုဆွဲခေါ်ထွက်လာခဲ့ပါတယ်မထင်မှတ်ပဲဒီလိုရက်ကသမရာကြီးကိုပိုရင်ခုန်သွားစေခဲ့ပါတယ်အိမ်ပြန်ရောက်တော့သမရာကြီးကသူမကိုအရင်ဆင်းခိုင်းပြီးလက်ထောက်စီဖုန်းဆက်ပါတယ်လမ်းခွဲကြီးကိုပေးလိုက်တော့ဒါပေမဲ့စာချုပ်ထဲမှာဟောင်ကောင်ကပင်လယ်မြင်ကွင်းပါတယ်တိုက်ခန်းတစ်ခန်းမှာထည့်ပေးလိုက်အနည်းဆုံးစတူရမ်းမီတာ300ရှိရမယ်ပြီးတော့ပြတိုင်းနဲ့နေတဲ့နေရာဖြစ်ရမယ်လို့မှာလိုက်ပါတယ်အဲ့ဒီနောက်သူတယောက်တည်းမိခင်ဖြစ်သူနဲ့အမတ်တရားတွေရှိတဲ့အိမ်ဟောင်းကိုတွားပါတယ်အသက်8နှစ်အရွယ်မှာအမေကပြစ်သွားခဲ့တဲ့ပုံရိပ်တွေကိုသတိရပြီးရင်ထဲမှာနာကျင်နေတော့မှပဲလက်ထောက်ကဗီဒီယိုတစ်ခုပို့လာပါတယ်သူ့ဖေကသတင်းစာရှင်းလင်းပွဲလုပ်ပြီးညီဖြစ်သူကိုပဲတဦးလေးတော့အမွေဆက်ခံသူအဖြစ်ကြေညာလိုက်တာပါသမရာကြီးဟာသူ့ဖေကိုလုံးဝစိတ်ပြတ်သွားပါတယ်အဲ့ဒီချိန်မှာကောင်မလေးကဒီနေ့ဟာသမရာကြီးရဲ့မွေးနေ့ဆိုတာသိသွားပြီးအရင်ချစ်သူတွေဟာကိတ်မုတ်လက်ဆောင်ပေးလို့လမ်းခွဲခံရမှုတယ်ဆိုတာသိတာကြောင့်ဒါဟာအခွင့်အရေးပဲလို့တွေးပြီးကိတ်မုတ်ပြင်ထားလိုက်ပါတယ်သမရာကြီးပြန်လာပြီးကိတ်မုတ်ကိုမြင်တာနဲ့လက်ထွက်သွားဖို့လုပ်ပါတယ်ကောင်မလေးကသူ့ကိုတားပြီးမျက်လုံးလေးကိုပုတ်ကာဆူတောင်းပြီးဖျောင်းနိုင်မှုဖို့ပြောပါတယ်သူ့ကိုပြောစေချင်လို့ကျမခုနကဆူတောင်းလိုက်တာကျမတို့လက်ထက်ရပါစေလို့ဆိုပြီးဟန်ဆောင်ပြောလိုက်ပါတယ်ဒါကိုသမရာကြီးကအတီးမှတ်သွားပြီးနှစ်ယောက်သားအနာဂတ်ဘဝကိုစိတ်ကူးရင်ကြည်ရာကနေရုတ်တရက်ပဲလက်ထက်ကြဆိုလို့ပြောလိုက်ပါတယ်